မင်္ဂလာပါရှင်ကျမတို့တခါတလေမှာပြဿနာတစ်ခုကိုဖြေရှင်းဖို့အကြံဉာဏ်တွေအများကြီးပေးတတ်ကြပါတယ်ဒါပေမဲ့အဲ့ဒီအကြံဉာဏ်တွေကတကယ်ပဲလက်တွေ့လုံးလို့ရရလားဆိုတာကတော့အရေးကြီးတဲ့မေးခွန်းတစ်ခုပါအခုတင်ဆက်ပြီးမယ်ကြောင်ကိုဘသူချွတ်ဆွဲပေးမလဲဆိုတဲ့ပုံမြင်လေးကနေတစ်စင်းအပြောနဲ့အလုပ်ဘလောက်ကွာခြားတယ်လဲဆိုတာကိုကြည့်ရှုခန်းစားကြည့်လိုက်ကြရအောင်တခါကမုံဆိုင်တဲ့ဆိုင်မှာကျွတ်တွေကမုံတွေကိုစိတ်ကြိုက်စားပြီးပျော်ရွှင်နေခဲ့ကြတယ်ဒါပေမဲ့မုတ်ဖို့သမားကကြောင်ကြီးတစ်ကောင်ခေါ်လာတဲ့အခါမှာတော့သူတို့ရဲ့ပျော်ရွှင်မှုတွေဟာအိမ်မက်ဆိုးဖြစ်သွားခဲ့ရပါတယ်တရက်မှာတော့ကျွတ်တွေအားလုံးဟာမှောင်ရိပ်ကျနေတဲ့အခန်းကြီးတစ်ခုထဲမှာစုပွေးပြီးအစီအဝေးလုပ်လိုက်ကြတယ်အဲ့ဒီမှာကြွက်ကောင်းဆောင်ကဒီလိုခါပြောတယ်ဒီအတိုင်းတော့စက်ကြည့်နေလို့မဖြစ်ဘူးငါတို့တွေကတယောက်ပြီးတယောက်ကြောင်စားဖြစ်ကုန်ပြီဒီကြောင်ကြီးလာတာကိုငါတို့ကြိုသိနိုင်မယ့်နီလန်တစ်ခုခုတော့ရှာရမယ်သူ့ခြေတံကအရင်တိတ်တာပဲဗျဘယ်လိုလုပ်မလဲဟုတ်တယ်သူရောက်လာမှပဲငါတို့သိကြတာအဲ့မှာကြက်ကောင်းဆောင်ကပြုံးပြီးအကြံတစ်ခုရလိုက်တဲ့အကြောင်းကိုသူပြောလိုက်တယ်ငါမှအကြံရှိတယ်အရန်ကောင်းတဲ့အကြံပဲဒီကြောင်ကြီးရဲ့လေတွေမှာချူတလုံးဆွဲပေးလိုက်ရင်ကောသူလမ်းလျှောက်လာတိုင်းချူတန်ကြရတော့ငါတို့ကြိုပြေးလို့ရတာပေါ့ကြွတွေအားလုံးဟာလက်ခုပ်တီးပြီးဝမ်းသာအားရအော်ဟစ်ကြတယ်ကောင်းလိုက်တဲ့ကြဖိုးကြွက်ကတော့တကယ်ပါရမီရှင်ပဲဟဲ့အားလုံးအော်ဟစ်အားပေးနေစဉ်ကြက်ကလေးတစ်ကောင်ကဖြည်းဖြည်းချင်းထိုက်ရက်လိုက်တယ်ခဏလောက်တိတ်ကြပါအောင်ဖိုးကြွက်ရဲ့အကြံကတော့တကယ်ကိုကောင်းပါတယ်ဒါပေမဲ့တစ်ခုလောက်မေးပြရစီအဲ့ဒီချူကိုကြောင်ရဲ့လေဘက်မှာသွားပြီးဘသူဆွဲပေးမှလဲအခက်ခါလုံးတိတ်ဆိတ်သွားကြပါတယ်ကြွက်များဟာတယောက်မျက်နှာတယောက်ကြည့်ကခေါင်းငုံသွားကြတယ်အကြံပေးတယ်ကြွက်ကောင်းဆောင်ဖိုးကြွက်ကိုယ်တိုင်လည်းဘာမှအပြတ်မပြောနိုင်တော့ပါဘူးဟုတ်ကဲ့ပါကျမတို့အနေနဲ့ဒီပုံမြင်လေးစရာနေသင်ခန်းစာတစ်ခုရရှိလိုက်ပါတယ်အကြံပေးရတာကတော့အလွန်လဲကူပါတယ်ဒါပေမဲ့အဲ့ဒီအကြံကိုလက်တွေ့အကောင်အထည်ဖော်ဖို့ကြတော့လူတိုင်းမလုပ်နိုင်ကြပါဘူးဒါကြောင့်အပြောလွယ်သလောက်အလုပ်ခက်တယ်ဆိုတဲ့စကားအတိုင်းလက်တွေ့မကျတဲ့အကြံဉာဏ်တွေထက်တကယ်လုံးဆောင်နိုင်မယ့်နည်းလမ်းတွေကိုပဲရှာဖွေသင့်ပါတယ်ရှင်ဒီပုံမြင်လေးကိုသဘောကျရဆိုရင် like လုပ်ပေးဖို့မမေ့ပါနဲ့အောင်အခုလိုစိတ်ဝင်စားစရာပုံမြင်လေးတွေနဲ့သင်ခန်းစာတွေကိုအမြဲကြည့်ချင်နေဆိုရင်တော့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားပြီးခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်